တခါတလေကိုလမ်းပြောင်းနေသလိုခံစားဖို့ကြလားမနဲ့နိုးလာတဲ့တနေ့တာကိုဖြတ်တန်းတဲ့အလုံးလုံးတဲ့စာချက်တဲ့လူတွေနဲ့စကားပြောတယ်ဒါပေမဲ့စိတ်ထဲမှာတော့ငါဘာတွေလုပ်နေရလဲငါရှေ့ဆက်ပြီးတော့ဘာတွေဆက်လုပ်မှာလဲငါကအမြဲတမ်းဒီတိုင်းပဲသွားနေတော့မှလားဆိုတဲ့အတွေးတွေတိတ်တဆိတ်ဝင်လာတတ်ပါတယ်တခါတလေ social media ကိုဖွင့်လိုက်ရင်တချို့တွေကအောင်မြင်နေကြတယ်တချို့တွေကအိမ်တွေကားတွေဝယ်နေကြတယ်တချို့တွေကအလုပ်ကောင်းနေရပြီးတော့တချို့တွေဆိုရင် relationship တွေအဆင်ပြေနေကြတယ်အဲ့ဒီအချိန်မှာငါကရောဆိုတဲ့အတွေ့တစ်ခုဝင်လာတတ်တယ်ကိုကနောက်ကျကြံနေခဲ့တယ်လို့ကိုကပဲဘာတစ်ခုမှမဖြစ်မြောက်နေတယ်လို့ကိုကပဲလမ်းပြောင်းနေတယ်လို့ခံစားရတတ်တယ်ပေါ့နော်အမှန်တော့ဒီလိုမျိုးခံစားနေရတာကိုတယောက်တည်းမဟုတ်ပါဘူးအောင်မြင်နေတဲ့သူတွေလည်းဒီလိုမျိုးအချိန်တွေကိုဖြတ်တန်းမှုကြပါတယ်တချို့တွေကထုတ်မပြောကြဘူးတချို့တွေကကိုအဆင်ပြေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖော်ပြထားတတ်ကြတယ်ဒါပေမဲ့လူတိုင်းမှာကိုမသေးချာတဲ့အချိန်တစ်ခုဆိုတာကရှိနေတတ်ပါတယ်ဒီနေရာမှာ April ပြောချင်တာကလမ်းပြောက်တယ်ဆိုတာကကိုဘဝကစုံကန်းတိုင်သွားတာမျိုးမဟုတ်ပါဘူးဒီလိုမျိုးလမ်းပြောက်နေရလို့ခံစားနေရတတ်တဲ့အချိန်ကတခါတလေမှလည်းကိုပြန်ပြီးတော့ရှာဖွေနေတဲ့ပြန်ပြီးတော့သုံးသပ်နေတဲ့အချိန်ကာလတစ်ခုလို့လည်းမှတ်ထားလို့ရပါတယ်။ April တို့လူအများစုကဘဝမှာအဖြေတွေကိုမြင်မြန်လိုချင်ကြတယ်။ငါဘာလုပ်မှလဲငါကဘယ်လိုလူမျိုးဖြစ်ချင်တာလဲ။ငါဘယ်လမ်းကိုရွေးရမလဲ။ဒီလိုမျိုးမေးခွန်းတွေကိုအခုချက်ချင်းသိချင်နေကြတယ်ပေါ့နော်။တကယ်တော့ဘဝဆိုတာကစာမေးပွဲတစ်ခုမဟုတ်တဲ့အတွက်အဖြေကလည်းတစ်ခုတည်းရှိနေတာမျိုးမဟုတ်ပါဘူး။တချို့လူတွေကအသက်20အရွယ်မှာကိုသွားချင်တဲ့လမ်းကြောင်းကိုတည်သွားကြတယ်တချို့တွေဆိုရင်တော့အသက်30ကြာမှတည်ကြတာပေါ့နော်တချို့လူတွေဆိုရင်အသက်40ကျော်မှကိုယ့်ရဲ့ passion ကိုရှာတွေ့ကြတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကလည်းကိုသွားချင်တဲ့လမ်းကြောင်းကိုမသိချသေးဘူးမသိသေးဘူးဆိုရင်လည်းအဆင်ပြေပါတယ်တစ်ခါတလေကိုဘဝကိုသူများနဲ့နှိုင်းယှဉ်တာတွေများသွားလို့လမ်းပြောင်းနေတယ်လို့ခံစားနေရတာမျိုးလည်းဖြစ်နေနိုင်ပါတယ်သူတို့ရဲ့ chapter 10ကိုသွားပြီးတော့ကိုယ့်ရဲ့ chapter 2နဲ့သွားပြီးနှိုင်းယှဉ်နေလို့မရပါဘူးတခြားသူတယောက်က3-4နှစ်လောက်အချိန်ပေးပြီးတော့တိစောက်ထားတဲ့ career တစ်ခုကိုအခုမှစူးစမ်းနေဆဲဖြစ်တဲ့ကိုကသွားပြီးတော့နှိုင်းယှဉ်မယ်ဆိုရင်တော့တေချာပေါက်ဒီလိုမျိုးကိုနောက်ကျကျန်နေခဲ့တယ်ဆိုတဲ့ခံစားချက်တွေကခံစားနေရမှာပါအခုလက်ရှိမှာအောင်မြင်နေတဲ့သူတွေလည်းတစ်ချိန်မှာသူတို့ရဲ့စူးစမ်းခဲ့ရတာတွေသူတို့ရဲ့ရှုံးနိမ့်ခဲ့ပုံတွေသူတို့ကိုယ်တိုင်ပေါ့နော်စိတ်ပြက်ခဲ့တဲ့အချိန်တွေလည်းရှိနေမှာပါဒါတွေကိုကိုကမြင်ရတာမဟုတ်ဘူးကိုမြင်ရတာက social media မှာသူတို့ပြထားတဲ့အောင်မြင်မှုရဲ့အစိတ်ပိုင်းလေးပဲကိုတွေကမြင်နေရတာပါဒါကြောင့်ဒီနေရာမှာပေါ့နော်လူတိုင်းကကိုယ့်အချိန်နဲ့ကိုသွားတယ်ဆိုတာကိုလက်ခံတတ်ဖို့လိုပါတယ်ကိုကပုံမှန်လေးအတိုင်းသွားချင်တာလားရတယ်ဖြည်းဖြည်းမှန်မှန်သွားချင်တာလားโอเคတယ်အဓိကကတော့ကိုမရက်တန့်လိုက်ဖို့ကိုမစွန့်လွတ်လိုက်ဖို့ပါပဲအခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာလည်းရှေ့ဆက်ပြီးတော့ကိုဘာတွေလုပ်ရမလဲကိုဘယ်လန်းကိုသွားချင်တာလဲတိတိကျကျရေးရမသိသေးတဲ့သူတွေလည်းရှိနေနိုင်ပါတယ်ကိုကအခုလက်ရှိအဲ့လိုလူမျိုးထဲမှာပါနေသေးတယ်ဆိုရင်တော့ကိုအရန်ကြီးဖိအားမပေးပါနဲ့ရှေ့မှာ April ပြောခဲ့သလိုပဲအဖြေတွေအားလုံးကဒီနေ့တနေ့တည်းသိဖို့မလိုပါဘူး step by step သွားပါဒီနေ့လုံနိုင်တာကိုဒီနေ့လုပ်ပါဒီနေ့သင်ယူနိုင်တာကိုဒီနေ့သင်ယူပါဒီနေ့စူးစမ်းနိုင်တဲ့လောက်ထိကိုယ့်ဘက်ကနေပြီးတော့စူးစမ်းသွားပါတခြားတာကတော့အချိန်ကစကားပြောလာပါလိမ့်မယ်ဒီလိုမျိုးလေးပုံမှန်လုပ်သွားမယ်ဆိုရင်တော့အချိန်တစ်ခုရောက်ပြီဆိုတာနဲ့အခုကိုလျှောက်ခဲ့တဲ့လမ်းကအတိတ်ပဲရှိတယ်ဆိုတာကိုတော့နောက်ဆုံးမှတေချာပေါက်မြင်ရပါလိမ့်မယ် April နောက်ဆုံးပြောချင်တာကလမ်းပြောက်တယ်ဆိုတဲ့ခံစားချက်တွေကိုခံစားရတယ်ဆိုတာကပုံမှန်ပါပဲအခုလိုမျိုးကိုလမ်းပြောင်းနေရလို့ခံစားနေရတဲ့အချိန်တွေမှာကိုအနာပေးပါကိုနားထောင်ပါ step by step ဖြည်းဖြည်းမှန်မှန်လေးနဲ့ပုံမှန်သွားပါဒီနေ့မှာတေချာပေါက်ကိုရှာနေတဲ့လမ်းကြောင်းတစ်ခုကိုတွေ့ပါလိမ့်မယ်လို့ April ပြောရင်ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်လိုက်ပါမယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်ကျေးဇူးပါ